မင်းမဆိုလိုတာလေသိန်း900လေးသူတို့က9ယောက်ရှိတာမလားတယောက်ကိုသိန်း100နှုန်းနဲ့ငါသိန်း900ထုတ်ပြီးသူတို့ကိုကာကွယ်ပေးမယ်ငါရဲ့ချောင်ဆန်းရဲ့ဆိုတဲ့ဂုံတိတ်ခါကိုပတ်စံနဲ့ပြန်ဝယ်တယ်လို့ပဲသဘောထားလိုက်မင်းကတကယ်သဘောကြီးတာပဲလောကထဲရောက်နေမှာတော့ကိုယ့်ရဲ့နာမည်နဲ့တိတ်ခါကိုတော့အကြဆုံးမခံနိုင်ဘူးလေနန်းနန်းသမီးဘလို့ထင်လဲသမီးကဆုံးဖြတ်ရမှာလားသူတို့ကသမီးကိုအနိုင်ကျင့်ခဲ့တာသမီးကသာတကယ်ကာယကံရှင်ပဲဖေကသမီးရဲ့အဖေဖြစ်နေပါစေဦးသမီးခံစားခဲ့ရတဲ့နာကျင်မှုတွေကိုပတ်စံနဲ့လဲပိုင်ခွင့်ဖေမှာမရှိဘူးသမီးဖေစကားအတိုင်းပဲနားထောင်ပါမယ်သမီးတော်လေးဖေအနာကိုလာခဲ့ဦးသမီးတေချာမှတ်ထားပါမိဘဆိုတာကလေးရဲ့နာကျင်ခံစားရမှုတွေကိုသူတစ်ပါးနဲ့တွားပြီးအပေးယူလို့စိတ်ဆက်ညှိနှိုင်းပိုင်ခွင့်မရှိဘူးအကယ်၍ဖေကဒီနေ့ပတ်စံကိုမှတ်ပြီးသူတို့ကိုလှုပ်ပေးလိုက်ရင်နောင်ကြရင်သမီးဒီကိစ္စကိုပြန်တွေးမိတိုင်းသူတို့ကိုနာကြီးနေတော့မယ်ဖြစ်လိမ့်မလားသမီးသူတို့ကိုနာကြီးနေတော့မယ်ဖြစ်မှာပါသမီးငယ်လေးတေချာစဉ်းစားဦးနော်သမီးဖေကအခုလူမိုက်လောကထဲမှာမရှိတော့ဘူးကားပြင်ပြီးပတ်စံရှာရတာမလွယ်ဘူးမဟုတ်လားဟုတ်တယ်ကျမဖေတော်တော်ပင်ပန်းပါတယ်ဒီပတ်စံကိုသာယူလိုက်ရင်သမီးဖေကိုတဘဝလုံးဘာဒုက္ခမှမရှိပဲတက်တောင့်တက်တာနေသွားစေလို့ရပြီလေမင်းရဲ့ပတ်စံတွေကိုယူစရာလိုလို့လားလုံကောတာဟုံစိတ်ဂိုင်းကိုပြန်သွားပြီးဥက္ကဋ္ဌပြန်လုပ်လိုက်ရင်မပြီးဘူးလားမင်းတို့ရဲ့လုံကောကမင်းတို့နဲ့အတူဂိုင်းကိုပြန်လိုက်ချင်ရလားလို့ကြည်ဦးလေသမီးတော်လေးသမီးရဲ့စိတ်ထဲကအမှန်တိုင်းကိုပြောပြကြည့်ပါဖေသမီးအမှန်တိုင်းပြောလို့ရမလားပြောလေသမီးတကယ်စိတ်လှုပ်ရှားမိတာတော့အမှန်ပဲပတ်စံကိုမမိတယ်ဒါပေမဲ့သမီးသူတို့ကိုတော့ခွင့်မလွတ်နိုင်ဘူးဖေအလုပ်လုပ်ရတာတော်တော်ပင်ပန်းနေဆိုတာသမီးသိလို့ဖေကိုကူညီခြင်းနဲ့ဒါပေမဲ့သမီးကတော်တော်အတ္တကြီးမိတယ်ထင်တယ်သူတို့သမီးကိုအနိုင်ကျင့်ခဲ့တဲ့အဖြစ်မှန်ကိုသမီးရင်ထဲကထုတ်ပြလို့မရဘူးဖြစ်နေတယ်ဦးတူလေးသမီးကအရာရာပြည့်စုံမနေတဲ့ကလေးတစ်ယောက်ဖြစ်နေလို့လေဖေကသမီးကိုပို့ပြီးချစ်နေရတာပေါ့ဖေပဲသမီးကိုစားဆုံးဖြတ်ချက်ချပေးပါတော့သမီးတကယ်ပဲဘာလို့ရမှန်းမသိတော့လို့ပါဘာတွေဆုံးဖြတ်ချက်ထက်ချနေအောင်မှလဲသိန်း900ကြီးတောင်တော့ချမ်းနန်းဒီနေ့ကိစ္စကတို့တွေနင့်ပေါ်မှားခဲ့တာမှန်ပါတယ်ဒါပေမဲ့နင်ပြန်စဉ်းစားကြည့်ဦးလေတို့တွေကိုအပြစ်ပေးဆက်ခိုင်းတာကအဲ့ဒီသိန်း900ထက်ပိုပြီးအရေးကြီးလို့လားနင့်အဖေကားစီးရေဘလောက်တောင်ပြင်ရမလဲဒါမှသိန်း900ရမှာလဲပါစက်ပိတ်စမ်းငါသမီးရဲ့ကိစ္စကိုမင်းတို့လာပြီးဆုံးဖြတ်ပိုင်ခွင့်မရှိဘူးချမ်းနန်းနင့်အဖေအတွက်ထည့်စဉ်းစားပေးပါဦးသူအလုပ်လုပ်ရတာမလွယ်ဘူးလို့နင်ကိုယ်တိုင်ပြောခဲ့တာမဟုတ်လားသမီးဖေကိုယုံကြည်ပါတယ်ဖေကသမီးကိုအလေးနဲ့ဆုံးထားတာမို့ဖေမှာအကောင်းဆုံးအစီအစဉ်ရှိမှသိကြပါတယ်သမီးကတကယ်ပဲဖေကိုအဲ့ဒီလောက်ယုံကြည်နေမှတော့ဖေပဲသမီးကိုစားဆုံးဖြတ်ချက်ချပေးလိုက်တော့မယ်ကောင်းပြီသမီးဘလို့ရွေးချယ်မှုမျိုးပဲလုပ်ဖေကသမီးကိုအမြဲတမ်းအကျွမ်းမဲ့ယုံကြည်တယ်စမ်းစီလေးမင်းကမင်းရဲ့ဂုဏ်သိက္ခာကိုကာကွယ်ခြင်းနဲ့ဆိုတာငါနားလည်ပါတယ်ဒါပေမဲ့ငါကလည်းငါရဲ့သမီးကိုကာကွယ်ခြင်းနဲ့ဆိုတာကိုမင်းဘက်ကလည်းနားလည်ပေးဖို့မျှော်လင့်တယ်ဒါဆိုရင်အဆုံးသတ်မှာငါ့ကိုသူတို့ကိုကာကွယ်ခွင့်ပေးမှာလားမပေးဘူးလားပေးတယ်ဒါပေမဲ့အကုန်လုံးတော့မရဘူးမင်းစကားရဲ့အဓိပ္ပာယ်ကဂျားဝင်ညှိနှိုင်းလို့ရမယ့်အကွက်တစ်ခုရှိတယ်လို့ပြောတာလားဟုတ်တယ်မင်းကသိန်း900ထုတ်ပြီးတယောက်ကိုသိန်း100နှုန်းနဲ့သူတို့9ယောက်လုံးကိုကာကွယ်မယ်လို့ပြောတယ်နော်ဒါပေမဲ့ငါကမင်းကိုတဝက်ပဲလူရင်အားတဝက်ပဲခေါ်သွားခွင့်ပြုမယ်ဆိုရင်ကောတဝက်ဟုတ်လားသူပြီးတော့သူဒီလူ2ယောက်ပဲမင်းနဲ့အတူလိုက်သွားလို့ရမယ်ကျန်တဲ့3ယောက်ကတော့ဒီမှာပဲကြံခဲ့ရမယ်ငါ့ကို2ယောက်ပဲခေါ်သွားခွင့်ပြုမယ်ပေါ့ဒီလိုဆိုရင်တော့အပြင်လူတွေရှေ့